ဂျပန်နိုင်ငံကပန်းချံမှာတမင်လေးကိုတက်စီးလေးလုပ်ရတဲ့ဂျပန်ရောက်မြန်မာတွေကိုအဆက်ခွေးလိုက်တဲ့ပဲခူးသူထက်မြန်မာလူမျိုးတိုင်းအတွက်အဆက်ရစရာကိစ္စတစ်ခုလိုင်းပေါ်မှာပြန့်နှံ့နေပါတယ်။ဒါကတော့ဂျပန်နိုင်ငံနာရာပန်းချံနေမှာခြေထောက်တစ်ဖက်ဒဏ်ရာရနေကြတဲ့တမင်လေးကိုမှအတင်းအဓမ္မတက်စီးခဲ့တဲ့ပဲခူးစာတီမြန်မာမျိုးသမီးဖြစ်တဲ့ထက်ရဲ့အဖြစ်ပြက်ပါ။သူမတမင်စည်းနေတာကိုဂျပန်အမျိုးသားတအုပ်ကဗီဒီယိုရိုက်ကူးထားခဲ့ပြီးတော့ဒီဗီဒီယိုကအင်တာနက်ပေါ်မှာတန်းနေချီတဲ့ကြည့်ရှုသူတွေရရှိကရုတ်တရက်ကဘာကျော်သွားခဲ့ပါတယ်။ Daily Express Asia လိုမျိုးနိုင်ငံတကာသတင်းဌာနကြီးတွေကပါဒီအကြောင်းတွေကိုဖော်ပြလာကြတဲ့အတွက်ကြရက်ကအတော်လေးကြီးသွားခဲ့ရပါအဆိုးဆုံးနဲ့ရုပ်အဆိုးဆုံးကတော့သူမရဲ့ဒီစင်ကျင်တို့တရားမဲ့တဲ့လောက်ရတစ်ခုကြောင့်အင်တာနက်ပေါ်မှာ #မြန်မာ ဆိုပြီးတော့ကဘာတလွားကဝိုင်းဝန်းပြီးတော့အပြစ်တင်လာကြပါတယ်နိုင်ငံတကာကတိချစ်သူတွေကမြန်မာလူမျိုးတွေကိုစီကံမရှိဘူးတိလေးတွေအပေါ်ရက်ဆက်တယ်လို့တင်ကြုံဆွဆွဲလာကြပါတယ်သူမရဲ့ကိုချင်းစာတရားနဲ့ပါတဲ့ဒီလောက်ရကြောင့်ဂျပန်မှာရိုးရိုးသားသားစူးစမ်းလုပ်ကိုင်နေတဲ့မြန်မာတွေအားလုံးမျက်နှာငယ်ပြီးတော့အကြီးအကျယ်အဆက်ရခဲ့တယ်လို့တကဘာလုံးမှာပါမြန်မာလူမျိုးတွေမျက်နှာပြက်စရာဖြစ်နေပါတယ်။တိရုံဝန်ထမ်းတွေကလည်းအထူးဂရုစိုက်ပြုစုနေရတဲ့တမင်နာလေးကိုမှအခုလိုအသိဉာဏ်မဲ့စွာကျူးလွန်ခဲ့တဲ့သူမကိုထိထိရောက်ရောက်အရေးယူပေးဖို့နိုင်ငံတကာကတိုက်တွန်းတောင်းဆိုနေကြပါပြီ။ကဲပရိသတ်ကြီးကရောဂျပန်ရောက်မြန်မာတွေကိုရောနိုင်ငံကိုပါအဆက်ခွဲလိုက်တဲ့ဒီပဲခူးသူလေးရဲ့လောက်ရအပေါ်မှာဘယ်လိုမြင်လဲဆိုတာမှတ်ချက်ရေးခဲ့ပါဦးရှင်။